ဒီဖျားဆိုရင်ဗျအရန်ထဲမှာတက်ပဲ့တယ်ပေါ့နော်ကျွန်တော်ပြောရမလားဒီဖျားရိတ်တရားရိတ်ဆိုတော့အရန်ထဲမှာအေးမြတဲ့နေရာလေးတစ်နေရာပဲဗျသိလားဟိုးလာရအားလုံးကိုကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ဒီထိုင်းနိုင်ငံဆူလက်ဌာနီကော့တောင်ကျွန်းမှာတည်ရှိနေတယ်ပေါ့နော်ကျွန်တော်ဗမာတွေတည်ဆောက်ခဲ့တယ်ဖျားစီဒီကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဖျားစီဒီကိုလာတဲ့လမ်းတောက်လျှောက်မှာဘယ်လို view အလှလေးတွေနဲ့တွေ့ရမလဲဘယ်လိုရှုခင်းလေးတွေခံစားရမလဲဆိုတာကိုကျွန်တော်နဲ့တူအလဲတွားကြရအောင်ဟုတ်ကော့တောင်ကျွန်းမှာပေါ့နော်အရန်လှပါတယ်ဆိုတဲ့နေရာလေးပြတယ်ဒီနေရာလေးကကျွန်တော်အရန်တဘောကြတယ်ဒီကိုမလာဖြစ်တော့တော်တော်လေးကြာရောနော်အရင်တော့ဆိုရင်ဗျာကျွန်တော်အမြဲတမ်းလာတယ်အလုပ်ပြီးတဲ့ချိန်ဆိုအမြဲတမ်းလာပြီးတော့ဒီမှာပေါ့နော်အေးလို့ထိုင်ပြီးတော့ပေါ့နော်နေဖို့အရန်ကောင်းတဲ့နေရာလေးတစ်နေရာကျွန်တော်ပြရှင်ပါတယ်အဲ့မြောက်ဒီမှာပါဝူးဝါကျွန်တော်နောက်မှမြင်နေတဲ့နေရာဆိုရင်ဒီမှာကျွန်တော်ဒီစိုက်တန်ဟောနော်စိုက်တန်လီဇော်ကိုဒီကနေ့ကြည့်မယ်ဆိုလမ်းမြင်ရတယ်ဒီမှာဟိုမှာကျွန်းသေးသေးလေးဒီမှာဆိုရင်ခေါ်ကြတာပါဗျာသူတို့ခေါ်တာဒီငမန်းကျွန်းလို့ခေါ်တယ်ပေါ့နော်အဲ့ဒီနေရာလေးကိုဒီကနေ့လမ်းကြည့်မယ်ဆိုရင်ပေါ့နော်တိုက်ရိုက်မြင်ရတဲ့နေရာလေးလည်းဖြစ်တယ်ပေါ့နော်ပြီးအရန်လည်းမိုက်တယ်ဗျာတဲ့လားကျွန်တော်အရန်တဘောကြတဲ့နေရာလေးပါဒီနားလေးကဆိုရင်အရန်နဲ့မှလှတယ်โอเคပြီးရင်ကျွန်တော်ဒီထက်လှတဲ့နေရာတနေရာလေးကိုကျွန်တော်ခေါ်သွားခြင်းတယ်ပေါ့နော်အဲ့ဒီနေရာလေးကအဲ့ဒီနေရာလေးမှဆိုရင်လည်းဗျာအရန်နဲ့မှမိုက်တယ်ပြီးရင်အရန်နဲ့မှလည်းလှတယ်ပေါ့နော်အဲ့တော့ဒီနားမှာတစ်ချက်တော့ကျွန်တော်ရှုခင်းလေးခံစားပြီးလို့ဆိုရင်အဲ့ဒီနေရာလေးကိုကျွန်တော်ခေါ်ရမယ်လားကျွန်တော်ဒီ view ကြည့်လိုက်အောင်ဘယ်လောက်လှတယ်ဆိုတာနာမည်တော့မရှိဘူးကျွန်တော်ဒီကနေဟိုမှာမြင်နေဟိုမှာတာဝတန်အဲ့ဒီတာဝတန်ရဲ့ဒီအောက်ဘက်ခြမ်းကျတော့ဗောနော်အဲ့ဒီနေရာလေးကျတယ်သူဟာဒီဘယ်လိုပြောမလဲတောနည်းနည်းတော့တိုးရတယ်ဗျာတောနည်းနည်းတိုးရတယ်ဆိုမဲ့အဲ့ဒီအောက်မှာသူကကြောက်တုံဘောနေပြီဗျာလှမ်းကြည့်ရဗောနော်အောက်အရန်တမလှတယ်သူလည်းပဲလှတယ်ပြီးအေးလို့ရှိတယ်ဗျာဒီအဲ့ဒီနေရာလေးတိတ်တိတ်ဆိတ်ဆိတ်နဲ့အရန်အေးအေးဆိတ်ဆိတ်တော့ရှိတယ်နိုင်ငံခြားသားတွေလည်းတွားလို့ရှိတယ်ပေါ့နော်ဒါကြောင့်တွားကြည့်ရအောင်မှဘယ်လောက်လှလဲဆိုတာကိုကျွန်တော်တူလိုက်ကြည့်ပေးကြပါပြီးလို့ရှိရင်ပေါ့နော်အဲ့ဒီနေ့ကပြီးရင်ကျွန်တော်ဒီဟိုဘွေစုံတစ်ခေါက်ကကျွန်တော်ဒီချက်လုံဘက်မှာရှိတယ်ပေါ့နော်ဒီကျွန်တော်ဗမာဖျားကိုကျွန်တော်အလဲခေါ်သွားပြီးပြီပေါ့နော်ဒီတစ်ခေါက်ဆိုရင်ကျွန်တော်စာဒီဘက်မှာရှိတဲ့ဒါကျွန်တော်ဗမာဖျားကိုကျွန်တော်အလဲထပ်ခေါ်သွားခြင်းတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒီဇေဒီရှိတယ်ဗျဇေဒီဖြူအဲ့တော့အဲ့ဒီမှာကျွန်တော်ဖူးတော့ဒီကော့တောင်ကျုံကပေါ့နော်ဒီရှိတဲ့ဗမာဖျားကိုဒါဖူးမြော်ရအောင်ကျွန်တော်အဲ့ဒီကိုလည်းခေါ်ရမှာပေါ့နော်လောလောဆယ်တော့အဲ့ဒီမှာ view လေးတစ်ချက်တော့ကြည့်အောင်ကျွန်တော်ပြောတဲ့ကြောက်တုံးပေါ်နေအဲ့တော့တူတူတွားရအောင်တိတ်တော့မဝေးဘူးကြတဲ့လားတိတ်တော့မဝေးဘူးသူကဒီနားလေးမှာပဲဆိုင်ကယ်နဲ့ဆိုရင်တော့ခဏလေးပဲအခုကအဲ့ဒီမှာလမ်းတစ်ဖောက်လာတယ်ဗျာအဲ့လမ်းတစ်ကနေတွားမယ်ဆိုရင်တော့တိတ်တော့မဝေးဘူးပေါ့နီးနီးလေးပဲဒါကြောင့်အဲ့လမ်းတစ်ကနေတွား
တော်သေးပြောမှာပေါ့နော်ဆိုင်ကအုတ်ထုတ်ဆောင်းလာဝေသွန်းဆိုင်ကအုတ်ထုတ်မဆောင်းလာတော့ဘူးဆိုပြီးတော့လုံနေတာလေတော်သေးတယ်ပြောဖို့ဆောင်းလာလို့ကြာနောက်မဆိုရင်တော့ကျွန်တော်လည်းခေါ်စစ်ခံနေတဲ့မှာပါတယ်ပြီးလို့ရှိရင်ကျွန်တော်လက်ထဲမှာကောင်းကင်လာဆိုတော့လေသူတို့မခေါ်တာလားဘယ်လိုလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်လွတ်လာတယ်โอเคလာဒီအဲ့ဒီကျွန်တော်ပြောတဲ့ view ကလေဒီမှာဒီခြုံလေးနည်းနည်းတိုးရတယ်ပြီးတော့အဲ့ဒီအောက်ကိုဆင်းသွားလို့ရှိရင်ဗျာအဲ့ဒီပေါ်နေတော့ဒီ view လှလှလေး view ကိုလမ်းကြည့်ဗျာဟိုဘက်ချမ်းကိုင်းချီဒီအောက်ကနေပေါ့တောင်ပေါ်နေလမ်းကြည့်ရတဲ့ view အရန်တမလှတယ်ဘယ်လိုအနေထားမှရှိတယ်ဆိုတာကျွန်တော်ခေါ်ပဲလာကြသူလိုက်ခဲ့ကျဲအေးအာဘလူးမတော့တိတ်မရှိဘူးမှာဆင်းရမယ့်နေရာဟိုအောက်တဲ့လားအဲ့ဒီကနေပြီးတော့ဒီကနေဆင်းအောင်ဟိုနားမှာထိုင်တော့တစ်ချက် view လေးတစ်ချက်လောက်ကြည့်မယ်ဗျာဘယ်လောက်လှလဲဆိုတာလာကျွန်တော်ပြပေးမယ်လားကျွန်တော်လိုက်လာโอ้โหအရန်နဲ့မှလှတယ်ဗျာဒီမှာကြည့်ပြပေးမယ်နမလှရကြတကယ်ဟိုဘက်ကဒီတောင်တန်းနေရောပြီးဒီမှာကမ်းရှိပေါ့နော်ကမ်းရှိရဲ့ဒီပင်လေရဲ့အရသာရဲ့ပြီးလေလေးတဖြူဖြူနဲ့လေအရန်တမမိုက်တယ်ပြီးအပင်အရိပ်လည်းရှိတော့လေမပူဘူးပြတဲ့လားအေးဆေးကြတယ်ပေါ့နော်အရန်တမမိုက်တယ်အဲ့တော့ညီကိုလာချင်းလဲဆိုရင်လာလေကြနော်ညနေပိုင်းလေးဆိုပို့ပြီးတော့မိုက်တယ်လို့ပြောရှင်းတယ်ပေါ့နော်โอเคအခုတော့ကျွန်တော်သူ view တစ်ချက်လောက်ခံစားလိုက်အောင်ဒီမှာဘလောက်အရန်လှတယ်ဘယ်လိုအနေထားမျိုးရှိလဲဆိုတာကိုကျွန်တော်တို့ခံစားလိုက်အောင်ပြီးလို့ရှိရင်ကျွန်တော်ဒီစာဒီမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီဗမာဈေးဒီဟိုကျွန်တော်ခေါ်သွားမှာဖြစ်ပါတယ်โอเคအခုတော့ကျွန်တော်တို့ view ခံစားလိုက်ရအောင်ဝေါview လေးကြည့်ပြီးပြီဆိုတော့ဘယ်လိုလဲအချိန်နေလေးကြိုက်တယ်ဆိုရင်လက်မလေးထောင်ပြီးတော့အားပေးခဲ့ပါဦးအခုတော့ခုနကပြောသလိုဒီချာလီဘက်မှာရှိတယ်ပေါ့နော်ကျွန်တော်ဒီဗမာဈေးတွေကိုကျွန်တော်ခေါ်သွားမှာဖြစ်ပါတယ်ပေါ့နော်လာโอเคကျွန်တော်တူဗမာဈေးတွေမှာကျွန်တော်ဖျားတော့ဖူးရအောင်ဗျာကုတူရေးတွေပါလေလောက်နေတယ်ပေါ့ဘယ်လိုအနေထားမှရှိလဲပြီးဗမာဈေးဒီဘယ်လောက်ထိလှလဲအော်ဘယ်လောက်ထိ sorry ဘယ်လောက်ထိတပ်ပဲ့လဲဆိုတာကိုကျွန်တော်တူတွက်ကြည့်အောင်โอเคတော့မယ်ခဲတော့မရှိဘူးဗျာဒီကျွန်တော်ဒီကတော့ကျွန်တော်ဒီ site တဲ့ဖက်ချင်ကိုလာတဲ့အဲ့ပြ site တဲ့သူကျွန်တော်ဗမာဖျားနေကြရဲ့သူကနလန်းခွဲဖြစ်သွားတယ်ပေါ့နော်နလန်းခွဲဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကဒီညာဘက်ချိုးညာဘက်ဆင်းလာလိုက်လို့ရှိရင်ဒီမှာကျွန်တော်ဗမာစီရောက်မှာဖြစ်ပါလူရှိလားညာရောက်ပြီပေါ့နော်အခုဆိုဒီမှာဒီပေါ်မှာပါတွေ့ရလားတော့ဒီဘောတွေတက်ပါဟိုပေါ်မှာစီရှိတယ်ဒီမှာဆိုရင်တော့ဖျားပေါ့နော်အရင်ဆုံးကျွန်တော်ဖျားအရင်ဝင်ဖူးလိုက်မယ်ပြီးရင်ကျွန်တော်စီတက်ကြည့်ကြမယ်ဘယ်လောက်ထိတက်ပဲ့လဲဆိုတာ
ဒီဖျားဆိုရင်ဗျအရန်ထဲမှာတပ်ပဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အထဲမှာတူတူတုံးဝင်ကြည့်ရအောင်အထဲမှာဘာတွေရှိတယ်ဆိုတော့ကျွန်တော်တို့တူလိုက်တာအခုဆိုရင်ဒါကျွန်တော်နောက်မှာမြင်နေရတဲ့ဒါဖျားကြီးဆိုရင်ပေါ့နော်ဒါကျွန်တော်ဒီမှာဆိုရင်ခဏအပေါ်မှာသူတို့စာဖြတ်သွားလိုက်ပြီနော်ဒီဖះပါဖះလဲဆိုတော့အိမ်မှာအရင်သူတို့ဒီမှာဗမာစာနဲ့သူရေးထားတာရှိတယ်ပေါ့အခုတော့မတွေ့ရဆိုတော့ဟိုကျွန်တော်ဖူးမြော်ပြီးဖြစ်တဲ့အတွက်ကြောင့်မနော်အပေါ်မှာဇေဒီရှိတယ်ဗျဇေဒီကိုကျွန်တော်ခေါ်သွားခြင်းတယ်ဘယ်လောက်ထိတက်ပဲ့တယ်ဆိုတာကိုကျွန်တော်တို့လိုက်ကြည့်ကြပါနော်ဒီဖះကြီးဆိုရင်ပေါ့နော်ဒီကျုံးမှာတော်တော်လေးနဲ့ကြာခဲ့ပြီပေါ့နော်ဒါတီရှိနေတာဆိုရင်ပေါ့နော်ဒီဇေဒီဆိုရင်သူတို့စောက်တာတော့တိတ်မကြသေးဘူးကျွန်တော်အမြင်ကျွန်တော်အတီးပါနော်โอเคအဲ့တော့ဗျာကျွန်တော်အပေါ်မှာတကြည့်ကြည့်အောင်ဇေဒီဘယ်လောက်လှတယ်ဆိုတော့ဒီကျုံးမလေးဒီအလူတန်းတွေပါတွေရှိတဲ့နေ့ဆိုရင်လူပိတ်သိမ့်နေတာတဲ့လားဒီဖျားမှာလေဒီဇေဒီမှာဆိုရင်လူပိတ်သိမ့်နေဟုတ်နာမှာဆိုရင်ဒါသူတို့ဘယ်လိုပြောမလဲလူတန်းတော့ဗောနော်ကျွေးမွေးကြတဲ့နေရာဟိုအောက်မှာဗောနော်ဆိုတော့အခုဆိုရင်ပြောတာတရားပွဲမဖြစ်ဒီပွဲတော့ဒီလူတန်းတွေမဖြစ်တာဆိုရင်တော့တော်တော်လေးကြာခဲ့ပြီဗောနော်လာအဲ့တော့အပေါ်မှာကျွန်တော်ဇီဒီတော့ဖူးကြည့်ရအောင်ဟိုးရန်နဲ့မှတက်ပဲ့တယ်ဗျာဇီဒီကျွန်တော်ပြောရမလားဒီဖျားရိတ်တရားရိတ်ဆိုတော့အရန်နဲ့မှအေးမြတဲ့နေရာလေးတဲ့နေရာပဲဗျာသိလားကိုတို့တွေဘယ်မှာပဲနေဘာပဲလှုပ်ကြည့်ဗျာသိရမလားဥပမာကစိတ်ညစ်စရာစိတ်ဆင်ရဲစရာတွေရှိနေနေတော့မှဗျာသိမှာဖျားရိတ်တရားရိတ်ကိုတော့ကိုသွားလိုက်ကျွန်တော်ပြောတာတကယ်လေအေးမြပြီးတော့စိတ်ထဲမှာဖြူစင်းပြီးတော့ပေါ့ပါလန်းဆန်းနေတာပဲတကယ်ကျွန်တော်ပြောတာတကယ်မရောရင်ကိုတို့တွေအဲ့လိုမျိုးဖုန်းကြောင်းမှာပဲဖြစ်ဒီလိုမျိုးဖျားစီတွေမှာပဲဖြစ်ပါတော့ခဏလေးဗျာဟိုမှာ9မိနစ်10မိနစ်တော့အချိန်ရရင်ကျွန်တော်ခဏလေးလာကြည့်လိုက်ဘာအသွေးမအောင်မရှိပဲနဲ့လေစိတ်ထဲမှာပေါ့ပါလန်းဆန်းပြီးတော့နေတယ်မရောရင်ဆန်းကြည့်တော့โอเคလာကျွန်တော်ဒီဖျားစီတွေကိုကျွန်တော်တူဖူးရအောင်အခုဆိုရင်ပေါ့နော်ကျွန်တော်ဗမာဖျားလည်းဖူးပြီးဆိုတော့ဒီ360ပေါ့နော်ရှုခွင်းရှိတယ်ပေါ့နော်ဒီ view လလေးတနေအောင်ကျွန်တော်ခေါ်သွားခြင်းတယ်ဗျာအဲ့ဒီမှာဆိုရင် तू က360ပေါ့နော်နာမည်ပေးထားတဲ့အတိုင်းပဲ तू က view ပတ်ချလဲကို तू မြင်ရတယ်ဗျာအဲ့တော့အဲ့ဒီကိုကျွန်တော်အလဲခေါ်သွားခြင်းတယ်ဝင်ကြီးအနေနဲ့ကတော့ကျွန်တော်တို့ဒီကျွန်တော်တစ်ခေါက်သွားဘူးတော့ဆိုရင် तू ကဝင်ကြီးအနေနဲ့50ပေါ့နော်တယောက်ကို50ပေးရပါတယ်โอเคအဲ့ဒီမှာကျွန်တော်ပြောသလို view ကလှလာဘယ်လိုရှိလဲပေါ့နော်360တော့တကယ်ရောမြင်ရရဲ့လားဆိုတော့ဟိုကျွန်တော်တူတွားကြည့်အောင်တော့မယ်
permit လေးကိုလည်းပေါ့ဖူလူလေးမလောက်ရသေးတဲ့ညီကိုလေးဖူလူလေးနည်းနည်းလောက်ပြီးခဲ့ပါဦးအောင်းပြီးပြန်ဒီတော့နောက်ဆိုရင်လည်းဒီလိုပဲကျွန်တော်အားလည်းချီနေတယ်ကျွန်တော်ဆိုင်ကလေးနဲ့ပေါ့နော်ကျွန်တော်တားရင်းနဲ့လည်းဟောဖြစ်ပါတယ်ဒီလာမဲ့နှစ်ထဲမှာပေါ့ဒီ2016ထဲမှာကျွန်တော်ရှင်းမိုင်ဒီငါမျက်နှာပြာဘက်ကန်နေအလေတော့ဝရှိပါတယ်ဒီလိုပဲကျွန်တော် rock ပဲရိုက်တယ်တော့မှာတော့ဒီကိုလိုမလို့အသေးဘူးဒီလောက်ပြီးတော့အဲဒီတော့ရဲ့ဒီတင်တဲ့ဗီဒီယိုနိုင်တယ်လက်မလေးပေါ့အားပေးတယ်ဒီတော့ရိုက်လေကျွန်တော်ပဲဗျာဒီလိုစီဗီဒီယိုဖိုင် edit လုပ်လေကျွန်တော်ပဲဆိုတော့ကျွန်တော်ဘယ်လိုလဲအားရှိအောင်လို့ပေါ့နော်လက်မလေးအားပေးခဲ့ပါအောင်တောင်းဆိုချင်ပါတယ်နော်โอเคလာအခုတော့ကျွန်တော်ဒီ360 view ကိုမကြည့်ရအောင်မအောင်လားဘယ်လိုအချိန်ကြီးရှိလဲဘယ်လိုနေထားပါလဲပေါ့နော်ဘိုင်ဒီမကြည့်ရအောင် let's go woo 360 view ကိုရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်သူကဆိုင်ကယ်ကိုဒီအောက်မှာထားပြီးတော့ဗျာဆိုင်ကယ်ကိုဒီအောက်မှာကျွန်တော်ထားခဲ့ပြီးတော့ပေါ့နော်ဒီမှာဟိုမှာဒီဘာလဲ freedom base သွားတဲ့လမ်းအတက်မှာပဲသူကဒီမှာ360ဆိုပြီးတော့ဆိုင်းပုတ်လေးရေးတာအဲ့တော့ကျွန်တော်ဒီထဲဝင်လာရင်တော့ကျွန်တော်ဒီတားကြီးကိုဒီမှာထားပြီးတော့ပေါ့နော်ကျွန်တော်ဒီအပေါ်အဲ့ဒီပေါ်ကိုတက်သွားမှာဖြစ်ပါတယ်ပေါ့နော်လာကျွန်တော်တွက်ကြည့်အောင်အဲမှာပါရှိတယ်ဆိုတာထဲမှာလူဘလောက်များမများလဲတော့မသိဘူးနော်တိတ်ဆိတ်နေတာပါလာရကျွန်တော်တော့ဝင်ကြည့်အောင်ဝင်ကြည့်ဘလောက်ပြရတယ်ဆိုไปดิครับเท่าไหร่อ่ะพี่ครับ50 บาท50ပဲပြရအောင်ဝင်ကြည့်တော့တိုင်တယ်နော်ထဲမှာရလာ50 บาท50ဝင်ကြီး50ပေးရတယ်အဲမှာဘယ်လောက်လာလဲတန်ရဲ့လား50နဲ့လား50ပေးပြီးတော့ပြင်လာပြီအထဲတော့ရောက်လာပြီအဲမှာတော့ပြင်နေဆင်းနေတော့မနေဟူးဟာสวัสดีครับทำอะไรพี่ส่งไฟหน่อยอ๋อส่งไฟว่างเหรอเนี่ยไม่ใช่วันนี้เรือไม่อยู่ไงอ๋อขึ้นคานเหรอครับไม่ใช่อ๋อไม่ใช่รอบเรือใช่โอ้อะไรเดี๋ยวพรุ่งนี้พรุ่งนี้มาแล้วพรุ่งนี้ไม่ว่างแล้วก็วันนี้ว่างเลยผมก็เลยออกมาเขียนอะไรน้ำก็ได้ฮะตัดซื้อตั๋วบอกน้องมีเจ้าข้างบนเอาน้ำก็ได้เอาน้ำเหรอအရင်ချမ်းစိတ်ရန်ကောင်းတယ်ဗျကျွန်တော်လည်းတည်တယ်ဟုတ်တစ်ခေါက်လည်းကျွန်တော်ပြက်စီပို့ကြတယ်တည်တယ်နော်ဝင်ကြီးပေးလို့ကျွန်တော်ပြောတယ်အဲတော့ဝင်ကြီးဖို့မယူဘူးနော်ဒီဝင်ကြီးဖို့အတွက်သူကြီးပြန်တိုက်နေတယ်ပြောโอเคครับพี่ขอบคุณมากครับผมไปดูข้างบนกันครับครับผมดูကျွန်တော်ဝင်ကြီးပေးလို့စိတ်ဆိုးတယ်ဗျာဒီနေ့ကျွန်တော်တည်တယ်ကြာပြီပေါ့နော်အဲ့ဒါသူကအဲ့ဝင်ကြီးစာကြောက်ရည်တပူပေးတိုက်တာဘူးဘလောက်လိုက်ကြောကြည့်အောင်
360ဆိုတဲ့အတိုင်းပဲနော်ဟိုဘက်ဒီဘက်သူကရမ်းမြင်ရလှတယ်ဗျာဒါပေမဲ့ညနေပိုင်းလာရင်ပိုမိုက်တယ်ထင်တယ်ဘာလို့ခုလောနေနေပူတယ်ဗျာဟူးလာနေကြည့်ကြပါဦးဗျာကြည့်ကြပါဦးရမ်းလှတယ်လို့โอเคအဲ့တော့ညနေမှာပြန်မယ်ဗျာတက်တော့ပဲဆိုနေဝင်စီးစာပါတခါတည်းကြည့်နေတယ်ဒီကျွန်တော်ရောက်နေနေနေဝင်စီးစာနဲ့ဆိုပတ်တိရယ်နေဝင်စီးစာနဲ့ဟုတ်နေလုံးဒီမှာโอเคညနေမှာပြန်မယ်ဗျာခုလောဆယ်ဒီမှာခဏထိုင်လိုက်အောင်ပဲနေသားပူတယ်ဗောနော်ညနေကျရင်တော့နေဝင်စီးစာတူတူခံစားရခုလောဆယ်တော့ view တွေတစ်ချက်တော့ခံစားကြည့်ဗျာဘယ်လောက်ရန်လာတယ်ဆိုတာ front put straight vertical change बाहर करो कि बिल्लू ना तो हाथ तो पूरे ना तेरे ही बाहर कर दीजिए फिर जैसलमेर बैठ नहीं जैसलमेरအေးနေတာဗျာခဏလေးထိုင်လိုက်တာဒီနားမှာလေခဏလေးထိုင်လိုက်တာမေးကနေကြာသွားတော့ဗောနော်အခုဆိုရင်ကျွန်တော်ညနေစောင်းပြီဗျာတဲ့လားညနေစောင်းပြီဆိုတော့ကျွန်တော်ဟိုဘက်မှာနေဝင်စီးစာတွေတစ်ချက်တော့လက်ကြည့်အောင်ဗျာတဲ့လားရန်ထဲမှာနေတော့ကောင်းတယ်ဗျာအေးစီနေတဲ့ကျွန်တော်ကြိုက်တယ်ဗျာပြီးမှဟိုမှာနိုင်ငံခြားသားတွေဗါလဲအိန္ဒိယလားမသိဘူးဗောနော်သူတို့လာမှကျွန်တော်နိုးသွားတယ်ဗျာအဲ့တော့โอเคလားကျွန်တော်ဟိုရှေ့မှာတကြည့်အောင်နေဝင်စီးစာနေတော့ဝင်နေပြီဗောနော်လားနေဝင်စီးစာကျွန်တော်သူတကြည့်အောင်ဘယ်လောက်လာလဲဆိုရန်မှာလာရတိမ်နေထူရတယ်ဒါမှလှပါတယ်ရန်လာတော့ကျစီးစားရင်တိမ်ဒီနေ့တိမ်နေထပ်သွားတယ်အဲ့တော့နေဝင်စီးစားရတိတ်ပြီးတော့မမြင်ရအောင်ဗျာဆိုပေမဲ့စိုးပါဘူးနော်ပင်လေအနေထားနဲ့သူ့ရဲ့တိမ်တိုင်းရဲ့အနေထားနဲ့တော့ရန်လာတယ်ဗျာမနက်ကကျွန်တော်လာတော့ဆိုရင်ဒီမှာမနက်ကကျွန်တော်လာတော့ဆိုနိုင်ငံခြားသားတွေတိတ်မရှိဘူးလားအခုညနေပိုင်းမှာပဲနည်းနည်းများလာပြောရဒီမှာမနေ့ကနိုင်ငံခြားသားတွေရန်လည်းလာတယ်ဗျ view ကတော့ကြည့်ဟိုလာโอเคလားကျွန်တော်နေပင်စီးစာကိုတူတစ်ချက်လောက်ခန်းစားကြည့်လိုက်ရအောင်ကျွန်တော်ဒီ360အနေပြီးတော့ပြန်ဆင်းပြီပေါ့နော်ဟိုလာကျွန်တော်အိမ်ပြန်တော့မှာဖြစ်ပါတယ်ဒီမှာဆိုရင်အရန်ထဲမှာမိုက်တယ်ဗျာဒီလားအရန်ထဲမှာလည်း view လှတယ်ကျွန်တော်ပြောချင်ဒီကိုဒီဆက်လာချင်းနေဆိုပြီးပေါ့နော်ကျွန်တော်ဟိုနေ့ဘယ်လိုပြောမလဲညနေပိုင်းလောက်လာပဲဆိုရင်အရန်ထဲမှာမိုက်တယ်ပေါ့နော် view အရန်လှတယ်ကျွန်တော်လာတဲ့ချိန်ကျတော့နည်းနည်းဆော့တော့ကျွန်တော်ထိုင်ဆောက်လိုက်ရတာနည်းနည်းမှုရှုပ်သွားတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ပြန်မယ်ပြန်ဆင်းတော့မယ်ပေါ့နော်ဒီတော့မဲ့ပြန်တော့မပြန်ချင်ဘူးဗျာပေါ်မှာအရန်တမလှတယ်ပြန်အရန်တမလည်းအေးမြပြီးတော့တကယ်ဟိုနေလို့ကောင်းတယ်နေရာလေးတော့ပြောရရတာပေါ့နော်ဒါပေမဲ့ तू ကဒီ9နာရီဆိုရင်ဗျာ तू ညနေ9နာရီလောက်ဆိုရင် तू ကပိတ်ပြီပေါ့အဲ့ဒီအနေထားလေးတော့ရှိတယ်โอเคလာပြောအရန်နဲ့မိုက်တယ်လာရှင်နေဆိုရင်ဒီညနေပိုင်း9နာရီကြော်လောက်လာမယ်ဆိုရင်တော့ပို့ပြီးတော့မိုက်တယ်လို့ပြောလို့ရပါဘူးနေဝင်စီးစားကြီးအရန်နဲ့မှမိုက်တယ်ဗျာโอเคလားအဲ့တော့အခုကျွန်တော်ပြန်တော့မှဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြိုက်နေတိုက်တယ်လက်မလေးထောင်ပြီးတော့
အားပေးခဲ့ပါဦးလို့တောင်းဆိုချင်ပါတယ်ဗောနော်နောက်ရက်တွေဆိုရင်ကျွန်တော်ဘယ်ခေါ်အောင်မလဲဆိုတော့တည်နိုင်ဖို့အတွက်follow လေးပါနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်လို့နော် okay အားလုံးပဲဒီလောက်ပါပဲကျွန်တော်တို့အိမ်ပြန်ချိန်ကြပြီမိုးလည်းရှုပ်နေပြီဆိုတော့အိမ်ပြန်မှပဲရတော့မှဖြစ်တဲ့အတွက်ကြောင့်ဗောနော် okay ဒီဗီဒီယိုဖိုင်လေးကိုဒီမှာပဲအဆုံးတက်ပြရစီဗျာအားလုံးပဲ bye bye